Ocean Vibe ရေကြီးထွက်ပြန်ပြီကြံရမှာရေဖြန်းလန်းတစ်လျှောက် DJ အတန်နဲ့လူတွေကလက်လုံးနေငမှုကောင်တယောက်ခြေထောက်လွဲလွဲရေဘူးကိုင်ပြီးလဲနေယူလေလို့မနှက်စောစောကနေစပြီး groove ရေခွက်တစ်ခွက် chance လုပ်ပြီးအပျော်စားတငယ်ချင်းတွေက hey မင်းအေးပဲလို့ဟာသာနဲ့ cheering လုပ်နေကြလှမယ်ရေဖြန်းချိန်သူကတော့ slow motion ရေထဲမှာ slip လုပ်ပြီးဟာတပြန်လူတိုင်းနဲ့လက်လို့ reaction ကြံမှုကောင်ဟိုဟိုဒီဒီလဲနေတန်စင်နဲ့တူတူကလတ်လုံးနေရေခွက်နဲ့ပျော်ခံစားဟာသာနဲ့ပြောင်းပြီးပိုင်းထုံးနေကြံမှုကောင်မျက်နှာလေးပြုံးနေလမ်းပေါ်မှာကျယ်လုံးနေမူပေမဲ့ပျော်ရွှင်မှုကပိုင်းကြံချိန်မှာတက်ကြွစွာတွန်းနေမနက်ကနေညနေထိ non stop play DJ အတန်နဲ့အရင်ဆုံး replay ရေထဲမှာ slip လုပ် before နောက်တစ်ခါထားပြီးအစဉ်ပြေတယ်လို့ခေါ်တခါတလေ wrong side run ရေစက်ထဲမှာ fun over fun လူတွေကြည့်ပြီး video ရိုက် TikTok viral လုပ်ချင်ရင်အစဉ်ပြေမိန်းကလေးတွေရေဖြန်းချိန်သူက slow dance mode မင်းနာမြဲဘလို့လဲမေမီအပြေမရပဲ fade out လို့ပြောကြံမှုကောင်ဟိုဟိုဒီဒီလဲနေတန်စင်နဲ့တူတူကလတ်လုံးနေရေခွက်နဲ့ပျော်ခံစားဟာသာနဲ့ပြောင်းပြီးပိုင်းထုံးနေကြံမှုကောင်မျက်နှာလေးပြုံးနေလမ်းပေါ်မှာကျယ်လုံးနေမူပေမဲ့ပျော်ရွှင်မှုကပိုင်းကြံချိန်မှာတက်ကြွစွာတွန်းနေရေစက်ထဲမှာနှလုံးခုန်တစ်ခုစားငမှုကောင်ကြီးစတင်တန်ထွက်ဒီနေ့တော့ငါလမ်းပေါ်ကြီးဆုံးအကြံငမှုကောင်ဖားဒီမရက်ဘူးတန်နဲ့ဒီ vibe မတရားမေ့မရဘူးဒီ vibe လေးတက်တန်းတစ်လျှောက်တီးတတ်နေ